အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ Xiaomi နဲ့ Redmi ဖုန်းတွေမှာဖြစ်တတ်တဲ့ပြဿနာလေးတစ်ခုဖြစ်တဲ့ Third party app တွေကို install တင်မရတဲ့ပြဿနာပါအဲ့ဒါကတော့ဒီ Play Store ကနေပြီးတော့ download ဆွဲတဲ့ app တွေမဟုတ်ဘဲနဲ့တခြား Chrome browser ဒါမှမဟုတ်လို့ရှိရင် Telegram ကနေပြီးတော့ download ဆွဲတဲ့ app တွေခုနောက်ပိုင်းမှာကျွန်တော်တို့ premium software တွေကိုသုံးလာရတယ်ဒီခါမှာကျွန်တော်တို့ crap version တွေ move version တွေပြောင်းပြီးတော့သုံးတဲ့အခါမှာ Telegram ကနေပြီးတော့ကျွန်တော်တို့ download ဆွဲရတာတွေရှိပါတယ်အဲ့ကောင်မှာ download ဆွဲပြီးလို့ကျွန်တော်တို့ဝင်လိုက်တဲ့အခါမှာဒီလိုမျိုးစာတန်းနေပြမယ် install တင်မရဘူးဒါမျိုးတွေဖြစ်တတ်ပါတယ်ဖြစ်တဲ့အခါမှာဘယ်လိုဖြေရှင်းရမလဲကျွန်တော်ပြပေးသွားပါမယ်ဒီလိုမျိုးစာတန်းပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ internet ကိုပိတ်ထားပါပြီးလို့ရှိရင်ညာဘက်ကစာတန်းတရုပ်စာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေရာကိုရောက်သွားလိမ့်မယ်ဒါကသူ့ရဲ့Mi security product ကနေပြီးတော့ဒီစစ်ဆေးတာပေါ့နော် binary တွေ crap version တွေဖြစ်တဲ့အတွက်စစ်ဆေးတာအဲ့ဒါကိုပိတ်ဖို့အတွက်ကျွန်တော်တို့ပေါ်သုံးညာဘက်ပေါ်သုံးတောင်းက setting ပုံလေးကိုနှိပ်ပါနေပြီးလို့ရှိရင်ဒီအပေါ်ပိုင်းမှာပေါ့နော်ဒီမှာ Mi product ဆိုတဲ့ကောင်ရှိတယ်။ကောင်လေးတစ်ချက်ဝင်ပြီးလို့ရှိရင်ဒီကောင်အပေါ်က730နှိပ်ညာဘက်အပေါ်တောင်းက730ကိုနှိပ်ပြီးရင်အောက်ဆုံးမှာ turn off ဆိုတာလေးရှိပါတယ်။အဲကောင်လေးတစ်ချက်နှိပ်ပြီးရင် turn off ဆိုတာကိုနှိပ်ပါပြီးရင်ကိုယ့်ရဲ့ဒီ fingerprint ဒါမှမဟုတ်လို့ရှိရင်ဒီဖုန်းရဲ့ password ကိုထည့်ပေးပါ။ကျွန်တော် fingerprint ထည့်လိုက်ပဲ။ပြီးလို့ရှိရင်ဒီမှာရှိတဲ့စာကြောင်းအကုန်လုံးကိုအမှန်လိုက်ချစ်ပါအမှန်လိုက်ချစ်ပြီး submit ဆိုတော့နှိပ်လိုက်ဒါဆိုရင် Mi product ကိုပိတ်ပြီးသွားပြီ install ပြန်ချိန်ကြည့်မယ် I understand ဒါဆိုရင်တော့ install တင်နေပါပြီနောက်တစ်ခါပြန်တင်တဲ့အခါမှာခုနကပေါ်လာတဲ့ကျွန်တော်တို့ security ချက်တာပါညာမရှိတော့ပါဘူးလွယ်လွယ်ကူကူတင်လို့ရပါပြီဒါဆိုတော့ကျွန်တော် ensure ကိုဒီ Gamu PC ဒီ Gamu Telegram channel ကနေပြီးတော့ download တဲ့ crap version ပဲ